Language အနေနဲ့ကလည်း TFT full display ဖြစ်သွားပြီးတော့ electronic suspension နဲ့အနေနဲ့က ABS brake system, quick shifter, traction control, wheelie control နဲ့ launch control ဆိုပြီးတော့ရှိသမျှအကုန်ပါဝင်မှာဖြစ်ပြီးတော့ riding mode တွေကို rider စိတ်ကြရွေးချယ်လို့ရမှာပါရှေ့ fork ကို BPF လို့ခေါ်တဲ့ shower big piston fork ကိုအသုံးပြုထားပြီးတော့ CI အနေနဲ့ကလည်းရှေ့က 30mm ဖြစ်ပြီးတော့9 ပေ 6 လောက်ဆိုရင်တော့ကောင်းကောင်းမိပါတယ် horsepower အနေနဲ့ကလည်း129 horsepower 1300 rpm မှာထုတ်ပေးမှာပါဒါဆိုင်ကယ်ထဲမှာတော့ horsepower 120ကျော်ဆိုတာချမ်းကျင်နိုင်ချမ်းရဲ့အနေထားမှာဖြစ်ပါတယ်ဒါက RAM A နဲ့ထည့်တွက်ထားတာဖြစ်ပါတယ် RAM A ဆိုတာမြင်သာအောင်ပြောရရင်ဆိုင်ကယ်ရဲ့အရှိရလေဝင်ပေါက်ကြီးဖြစ်ပါတယ် R6 CBR 600RR ဇက်အတန်အစရှိတဲ့ 600cc နဲ့ 1000cc ဘိန်းတွေမှာတော့အကုန်လုံးလိုပါဝင်ပါတယ်အမြင့်ဆုံး RPM မှာ performance အချမ်းကြီးထုတ်ပေးနိုင်ဖို့အဓိကအကြောင်းအရာလို့လည်းပြောလို့ရပါတယ် RAM A ဆိုတာဘာလဲဆိုတော့ဆိုင်ကယ် speed နဲ့မောင်းလေဆိုင်ကယ်ရဲ့အရှိမရှိတဲ့လေဝင်ပေါက်ထဲကိုလေတွေဝင်စေပြီးဆိုင်ကယ်ရဲ့စီတန်ကြီးအောက်ကအင်းထိပ်ထဲကိုရောက်သွားပြီးတော့ speed နဲ့ဖြုတ်လေကျန်းလေဆိုတဲ့အရသာကိုခံစားရစေမှာဖြစ်ပါတယ်တာယာ size အနေနဲ့ကလည်းအရှိတာယာ120 80နဲ့အနောက်တာယာ180 55ဖြစ်လို့တကိုယ်လုံးလဲပြီးရှယ်အိတ်လို့ရမှာပါ Kawasaki ZX ရဲ့အတန်ကိုနားထောင်ကြည့်လိုက်ရအောင်